လေးလုပ်ပြီးတော့ပါအဲဒီမှာဆိုရင်တော့ဒီ programming နဲ့ပတ်သက်လို့တော့ Python နည်းနည်းဒီလိုလုပ်တော့ပေါ့ရရင်တော့ထိတွေ့နေပြီတော့မလို့ဒါပေမဲ့ Python ရဲ့သဘောတရားလေးလောက်သိရပါပြီprogramming တွေအကုန်လုံးကလည်း basic fundamental အကုန်လုံးတူတူပါပဲ variable function OOP concept ဒါတွေတူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့ programming လာဒါပါပဲအရင်ကြောက်နေလို့လည်းပြောတာအဲ့တော့ Telegram ဆိုတာအခုနောက်ပိုင်းမှာဆိုရင်တော်တော်ခေတ်စားလာတဲ့ application လေးတစ်ခုဖြစ်တယ်လူကြိုက်လည်းများလာတယ်ဒီမှာဆိုလို့ရှိရင် Telegram လို့ပြောတာနဲ့ Telegram bot ကတွဲပြီးတော့တည်ဖို့လိုလာတယ်ပေါ့ Telegram bot တွေဆိုရင်လည်းနေရာတိုင်းမှာသုံးဝင်တယ်ကျွန်တော် channel ကိုသုံးတဲ့ user တွေကပို့ပြီးတော့သုံးရတာပို့ပြီးတော့လွယ်ကူအောင်မြန်ဆန်အောင်ဟုတ်ဖြစ်အောင်လုပ်ပေးနိုင်တယ် bot တွေရဲ့အကူအညီကိုသုံးမှဆိုရင်ကျွန်တော် channel တွေပို့ပြီးတော့အောင်မြင်နိုင်တယ် user တွေလည်းပို့ပြီးကြိုက်တွေ့နိုင်တယ်အဲ့တော့ဒီ coding နဲ့ programming နဲ့ပဲမဟုတ်တဲ့သူတွေအနေနဲ့လည်း Telegram bot တွေကိုသူတို့လည်းလောက်ကြတယ်ဘာလို့လဲဆိုတော့သူတို့ကဒီ Telegram bot မှာတခြား bot တစ်ခုကနေပြီးတော့မွေးထုတ်ပေးလိုက်တဲ့ bot အနေနဲ့ပဲသူတို့သုံးကြတယ်coding မလိုဘဲနဲ့ bot တွေဖန်တီးလို့ရတယ်ဆိုတဲ့ဗီဒီယိုတွေ YouTube မှာတော့မျိုးပေါ့နော်ဒါပေမဲ့ကိုကကို coding ရေးပြီးတော့ကိုစိတ်ကူးညံရှိတယ်လားကိုရေးတာနဲ့bot တစ်ခုကနေမွေးထုတ်ပေးလိုက်တယ်နောက်ထပ် bot တစ်ခုအနေနဲ့သုံးရတာနဲ့ဆိုင်တော့ကိုယ်တိုင်ဖန်တီးရတဲ့ bot တွေကပို့ပြီးတော့အားတက်ချက်ရှိပါလိမ့်မယ်နောက်ထပ်ဆိုရင်တော့တချို့လုပ်ငန်းတွေကဆိုရင်တို့ရဲ့ဒီဗီဒီယိုတွေကိုတို့ရဲ့ဗီဒီယိုတွေကို user တွေရှိလို့ရောက်အောင် bot တွေကူညီနဲ့လုပ်ချင်တယ်အဲ့တော့ developer တွေငှားကြတယ်အဲ့တော့ဒီ bot တွေကိုကိုယ်တိုင်ရေးတတ်မှဆိုရင်လည်းနောက်ထပ် developer အနေနဲ့နောက်ထပ်ဝင်ရလမ်းကြောင်းတစ်ခုအနေနဲ့ဖြစ်လာလိမ့်မယ်ပေါ့နော်ဒီဗီဒီယိုလေးမှာဆိုရင်ရေးပုံရင်းလေးကိုတေချာလေးရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ဒီ view ရဲ့အဓိကဒါကတော့ bot တစ်ခုကိုစဖန်တီးဖို့အတွက် bot ဆိုတာပါလေးပေါ့အဲ့တော့ bot ကိုကျွန်တော်တို့ဖန်တီးဖို့ဆိုရင် bot တစ်ခုကိုယ်တိုင်ဖန်တီးမယ်ဆိုရင်ပထမဆုံးအနေနဲ့ bot father ကိုတည်ဖို့လိုမယ် bot father ဆိုတာလည်းဒီ bot တစ်ခုပဲဒါပေမဲ့ဒီ bot ကနေမှတစ်ဆင့်နောက်ထပ် bot တွေကိုကျွန်တော်တို့ကသူရှိရမှတစ်ဆင့် bot တစ်ခုတော့ဖန်တီးရတာပေါ့နော်အဲဒါကြောင့်မို့လဲbot father ဆိုလို့ရှိရင်bot father ကိုကျွန်တော်ရေးချင်တယ်ဆိုရင် search box မှာ bot father လို့ရိုက်ပြီပေါ့နော်အဲ့ဒီချိန်ရလို့ရှိရင်သူ့ရဲ့နာမည်တူပုံစံပြီးတော့အားမှာဆိုစလုံးပေါင်းမှာပါလား bot father ဟုတ်ပြီအဲ့ဆိုရင်ဒီမှာဆိုရင်နာမည်လူတွေအများကြီးရှိမယ်ပုံလေးတွေတူတာလေးတွေရှိမယ်ဒါပေမဲ့ဒီက blue map ပါတဲ့ bot ကိုပဲကျွန်တော်ရေးရမယ်အဲ့ဒီ bot မှာတစ်ဆင့်ကျွန်တော်တို့ bot တွေပြန်ပြီးတော့ဖန်တီးရမယ်ဒီမှာဆိုရင် bot တစ်ခုပြတ်တဲ့ကြောင့်မို့အဲ့ဒါကျွန်တော်တုံးထားတဲ့ form မလို့ခဏပြန်ပြီး refresh လုပ်လိုက်မယ် bot ကိုပြန်ခေါ်မယ်အဲ့ဒါဆိုစဦးချင်းမှာတော့ step ကိုနှိပ်ရမယ်step နှိပ်ပြီးအဲ့မှာဒီရဲ့ command တွေပေါ်လာမယ် bot ကိုbot father မှာဆိုရင်ပါတဲ့ bot command တွေဆိုရင်bot တစ်ခုဖန်တီးမလဲသူချိပြီးတဲ့ bot ကို management လုပ်မယ်ကိုယ့်ရဲ့ form မှာရှိတဲ့ token တွေပြန်ကြည့်တာတို့နောက်ထပ် privacy သတ်မှတ်တာတို့နောက်ထပ် inline အနေနဲ့ဘာ function တွေသုံးမယ်ဆိုတာမျိုးဒီမှာပဲလာပြင်ရမယ်ဗျာတခုခုကို bot နဲ့ဆိုင်တဲ့ setting တွေလုပ်ချင်တယ် bot father ရဲ့ထဲကနေမှာတစ်ဆင့်ပြင်ရလိမ့်မယ်ကို bot ကို management လုပ်ဖို့အတွက်လည်းခဏခဏပြောင်းနေပြီးတော့ကြည့်ရတယ်လေဒီမှာဆိုရင် bot မှာဆိုရင်ကျွန်တော်ကိုယ်တိုင် bot တွေဖန်တီးရပြီး game တွေလည်းဖန်တီးလို့ရတယ် web app တွေလည်းဖန်တီးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ကအဓိကထားမှာ bot တစ်ခုဖန်တီးပြမှာဖြစ်တဲ့ကြောင့်မို့ app new bot လို့ရေးမယ်app new bot ကိုဒီ command နေရိုက်ထည့်လို့ရတယ် menu ကနေရွေးလိုက်ရတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ bot နာမည်တောင်းမယ်ဘယ်လိုရေးမလဲကြိုက်တာပေးလို့ရတယ်ကိုမြန်မာလိုပဲပေးမယ်မောင်ဘောဆိုပြီးတော့ကျွန်တော်နာမည်တက်မှတ်မယ်အဲ့ဒါရင်ရေးတဲ့နာမည်ကိုမရှိတဲ့အတွက်ကြောင့်မို့သူကလက်ခံမယ်နောက်တော့ကိုဒီမောင်ဘောဆိုတဲ့ bot လေးကိုဒီ public link အနေနဲ့တိဖို့ဆိုလို့ရှိရင်ဒီတော့မီတော့
ပေါ့ပေါ့နော်အဲ့လိုခေါ်ဖို့အတွက်ဆိုရင်နာမည်ပေးရမယ်သူ့ရဲ့နာမည်နောက်မှာပေါ့ BOD ပေါ့နဲ့စုံပေးရမယ်အဲ့ဒါကြောင့်ကျွန်တော်ကမောင်ဘောတူနိုင်အဘောဆိုရိုက်မယ်အဲ့တော့ကိုဘောနာမည်နောက်မှာဘောလေး dash underscore ခံပြီးရေးခိုင်းတာပေါ့နော်ရေးကြိုက်တဲ့နာမည်တစ်မှတ်ရှိပြီးသားဆိုရင်မရဘူးလို့ပြောမယ်မရှိသေးတဲ့နာမည်ဆိုရင်မှသူလက်ခံမှာပေါ့နော်ဘောတွေကိုထွင်ထားရတယ်လက်ပေါ်မှာလည်းဘောတွေလည်းသူကထုတ်ပေးထားတာအများကြီးရှိမှာဆိုတော့နာမည်တူမဖြစ်အောင်လို့စစ်တယ်သူအနေနဲ့လက်ခံပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘောတစ်ခုရပြီဒီကဒီမှာဆိုရင်ဘောတစ်ခုဆောက်ပြီးရတယ်ဒီကတက်ကတော့ API token bot token ပေါ့နော်ဒီဘောရဲ့ token ကိုကဘယ်သူမှမပေးရဘူးဒီမှာတော့ကျွန်တော် testing လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ public မှာချပြရဲဖြစ်တယ်ပြီးရင်ကျွန်တော်ဘောကိုပြင်ဖြတ်မှာပေါ့နော်ဒီဘောကိုလုံးဝဘယ်သူမှမပေးနဲ့ဒီဘောကိုကျွန်တော်တို့ကကိုယ့် channel မှာ admin role နေနဲ့တတ်မှတ်ပြီးမှပဲဘောကကိုယ့် channel ကိုcontrol လုပ်လို့ရမှာဖြစ်တယ်ဒီလို control လုပ်တယ်ဆိုလို့ရှိရင်ကိုယ့် channel တခုလုံးကိုဘာမှမလုပ်ဘဲနဲ့တော့လုပ်ပြီးမှဒီ token ဒီကြတယ်ပေါ့နော်ဒီ key ဆိုတာတယောက်ကမတမသူတယောက်ကရပါပြီဆိုလို့ရှိရင်ကို channel တခုလုံးသူများယူရတာ channel ID ကိုသူတို့တီးပါမယ်ဒီ token တီးပါပြီဆိုရင်ဒီ ownership ပြောင်းပြီးတော့ကိုစူးစမ်းတဲ့ channel လေးသူများအလိုတကူကိုရလို့ရတယ်ပေါ့ဗျအဲဒါကြောင့်မို့ကျွန်တော်တို့ကဒီ token ကိုမှတ်ထားမယ်ဒီ token မေးတယ်မမေးပါဘူးလိုအပ်ရင်ချိန်ကြီးဒီဘော file ရှိရင်ပြန်လာပြီးတော့ကျွန်တော်တို့ရဲ့ဘောလေးရဲ့ token လေးကိုပြပါလို့ပြန်ထုတ်လို့ရတယ်ပေါ့နော်ဒီကတော့သူများမပေးဘူးပဲဒီ key က Python ကနေတစ်ဆင့်ကျွန်တော် control လုပ်ပြီးတော့နောက်ပိုင်းမှာဘောတစ်ခုလုံးကို channel တစ်ခုလုံးကျွန်တော်တို့ကိုယ်ပိုင်ကုတ်တင်နေရေးပြအောင်ပါပေါ့နော်။ဒါနဲ့ကိုယ်ပိုင်ဘော icon လေးကိုဖန်တီးမယ်ကိုယ်ပိုင်နာမည်ပေးမယ် icon ဖန်တီးမယ်ဒီလောက်ဆိုရင်လည်းကျွန်တော်ရဲ့ဘောလေးလောက်တာအောင်မြင်ပါပြီ။အဲ့တော့ကိုယ်ပိုင်ဘောလောက်ကိုယ့်ဘာကိုဘောမှန်နေကြနဲ့ဘောကိုပုတ် programming ကုတ်တင်နေနဲ့ကိုယ်ပိုင်ဘောတွေကိုဖန်တီးမယ်ဆိုရင်ကိုယ်စိတ်ကူးဉာဏ်ရှိသလားဘောတွေထွက်မှာဖြစ်ပါလေအဲ့ဒါဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်